ဘာလို့လဲတောင်းလိုက်ရဲလို့လားဟုတ်ပါပါရဲ့သိပြီပါနောက်အဲ့လိုမဖြစ်သေးရပါဘူးလို့အကုန်လုံးဟုတ်ပါပါရဲ့လို့အကုန်လုံးတော့မာလာပြည့်မလို့တောင်းလိုက်တော့မှ